confidence နဲ့ self esteem နဲ့ဘာကွာလဲဆိုတာသိကြလား self esteem ဆိုတာကိုယ့်ကိုယ်ကိုပြောတဲ့စကား self confidence ဆိုတာကိုကတခြားလူတွေကိုပြောတဲ့စကားအဲ့တော့ကိုကကိုပြောတဲ့စကားကောင်းပြီဆိုတော့မှကိုရဲ့စိတ်ကပျော်သွားမှာပျော်ပြီးမှအပြင်မှာကိုခန္ဓာကိုယ်လှုပ်ရှားတာပါ confidence ရှိလုပ်နိုင်မှာအဲ့တော့ self confidence နဲ့ self esteem ကတွဲတဲ့ဟုတ်တယ်သူအကန့်နဲ့သူမဟုတ်ဘူးတွဲတဲ့ကျွန်တော်တို့ရဲ့အတွင်းကဘာကိုပြောင်းလိုက်မှာကျွန်တော်တို့အပြင်ဘက်ကခန္ဓာကိုယ်လှုပ်ရှားတဲ့ပုံစံပြောင်းသွားမှာကိုအတွင်းထဲမှာစိတ်ညစ်နေရင်ခန္ဓာကိုယ်ကလည်းစိတ်ညစ်ပြီးနေမှာကိုအတွင်းထဲမှာရွှင်နေရင်ခန္ဓာကိုယ်ကလည်းရွှင်နေမှာအဲ့တော့ကျွန်တော်တို့ confidence လိုချင်တယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ကိုယ့်ရဲ့ self esteem ကိုကောင်းအောင်မလုပ်ဘူးအဲ့တော့ဘယ်လိုလုပ်ပြီး confidence ရှိလာမှာလဲအရင်ဆုံးကိုယ်စိတ်အတွင်းမှာဖြစ်နေတာဘာတွေဖြစ်နေလဲစိတ်ပြက်စရာတွေစိတ်ညစ်တာတွေခံစားချက်မကောင်းတာတွေအမျိုးစုံပေါ့ကိုယ်စိတ်မှာဖြစ်တဲ့ဟာတွေအဲ့ဒီဟာတွေကိုအရင်သိအောင်လုပ်အဲ့ဒါတွေကိုဖြည့်ရှင်းပြီးတော့မကောင်းတာတွေအကုန်ပျောက်ပြီးတော့မှကောင်းတာပဲကျန်တော့တယ်ဆိုတဲ့အချိန်ကျမှကျွန်တော်တို့ရဲ့ confidence ကိုရတဲ့အပိုင်းဘက်ကိုသွားရမှာအဲ့တော့စိတ်ထဲမှာဘာတွေဖြစ်နေလဲ TikTok အခု comment မှာရေးပေးလို့ရတယ်ကျွန်တော်အဲ့ဒါတွေကိုဖြည့်ရှင်းတဲ့နည်းကိုပြပေးမယ်ပြောပြပေးမယ်အဲ့ဒါကိုနားထောင်ရုံနဲ့မပြီးဘူးကိုအပြင်မှာပါလုပ်ရမယ်အပြင်မှာလုပ်မှကိုဘဝပြောင်းဖို့ဆိုတာကိုယ်တိုင်လုပ်မှရမှာသူများပြောတာနားထောင်ပြီးတာနဲ့ကိုဘဝပြောင်းလဲသွားမှာမဟုတ်ဘူးကိုယ်တိုင်လုပ်မှကိုဘဝကပြောင်းမှာအဲ့တော့တကယ်လုပ်ဖို့အစင်သစ်ဖြစ်ပြီလားဖြစ်ပြီဆိုရင်မေးခွန်းနဲ့မေးလိုက်အပြင်မှာအဲ့မှာ Telegram နဲ့ Viber တွေမှာလည်း message ပို့လိုက် TikTok ရဲ့ comment ကကျွန်တော်က video အနေနဲ့ reply လုပ်ပေးမှာဆိုတော့ကိုယ့်ရဲ့ profile ကိုမမြင်စေချင်ဘူးဆိုရင် inbox မှာစကားလာပြောလို့ရတယ် video call နဲ့ပြောချင်တယ်ရတယ်ဘာဖြစ်အဲ့ဒါကတော့ကျွန်တော်အားလာနဲ့လုပ်ပေးမယ်တကယ်လို့အပြင်မှာတွေ့ချင်တယ်ဆိုရင်တော့အပြင်မှာလည်းတွေ့လို့ရတယ် okay ဟုတ်ရဲ့နော်ကို self esteem ကောင်းဖို့အတွက်ကကိုစိတ်ထဲမှာရှိတဲ့ပြဿနာတွေလိုရင်းဆန္ဒတွေစိတ်ခံစားချက်တွေအဲ့ဒါတွေကဘယ်သူအပေါ်မူတည်နေတာလဲအပြင်ပိုင်းမှာမူတည်နေတာလားကိုယ်တိုင်လုံနိုင်နေလားကိုယ်တိုင်ပျော်တဲ့ခံစားချက်ကိုထုတ်နိုင်ပြီလားမထုတ်နိုင်သေးဘူးလားကိုယ့်ဘာကိုပျော်အောင်ထားနိုင်ပြီဆိုရင် confidence ကရှိလာမှာအဲ့တော့ your inner world face the outer world ကိုအတွင်းမှာဖြစ်နေတဲ့ဟာကအပြင်ကိုပေါ်တယ်အပြင်မှာပေါ်တယ်ကိုအတွင်းကဘာမှာဖြစ်နေတဲ့ဟာအပြင်မှာပေါ်တယ်အဲ့တော့ကိုအတွင်းကဘာကိုပြောင်းလိုက်ပြီဆိုရင်အပြင်ကဘာလည်းပြောင်းသွားမယ်အပြင်မှာရှိတဲ့ပန်းတွေပါလေအရင်ကတတိမထားမိတဲ့အရာတွေအရင်ကပန်းလှလေးတွေတို့တဘာဝအစိမ်းလန်းဆူပြေတဲ့တဘာဝတို့လက်ပါတဲ့တိုက်တွေပါလေအဲ့ဒါတွေကကိုစိတ်ညစ်နေတဲ့အချိန်မှာအဲ့ဒါတွေကိုတတိထားမိမှာမဟုတ်ဘူးကိုစိတ်ကပျော်သွားပြီပန်းတွေပွင့်အတွင်းထဲမှာကဘာကြီးကပျော်စရာကြီးဖြစ်သွားပြီဆိုရင်အပြင်မှာရှိတဲ့ပန်းပွင့်တွေစိမ်းလန်းဆူပြေတဲ့အပင်တွေသူများတွေစောက်ထားတဲ့တိုက်တွေအဲ့ဒါသူများတွေပညာသားပါစောက်ထားတာအဲ့ဒါတွေကိုကိုက appreciate လုပ်တတ်လာမှာသူများတွေလုပ်ထားတဲ့ဟာတဘာဝတရားအဲ့ဒါတွေကမျက်စိမှာပို့ပြီးတော့လာကိုအသက်ရှင်ရတာကိုကိုဖခင်ကိုကျေးဇူးတင်ပြီးသွားမှာအသက်ကိုပေးတာကျေးဇူးပါဆိုပြီးတော့ကိုရဲ့ဖန်ဆင်းရှင်ကိုတော့ကိုဘာကိုကျေးဇူးတင်ချင်လာတဲ့အထိကိုဘဝကြီးလက်ပသွားလိုက်မယ်ကိုအတွင်းကဘာကိုပြောင်းမှနော်အပြင်မှာလိုက်ပြီးတော့အရက်တောက်လိုက်ဖဲရိုက်လိုက်ဘာညာလုံးလိုက်မိမလိုက်စားလိုက်အဲ့ဒါတွေခဏအတွက်ပဲပြောလိုက်မယ်အတွင်းကဘာကိုပြောင်းလိုက်တဘဝလုံးပြောသွားလိုက်မယ်โอเคအဘွား